စားတောက်ဆိုင်ထဲမှာကြားရနိုင်တဲ့စကား10ခွန်း 10 phrases you might hear in a restaurant. စပွဲကြိုတင်မှာထားပါသလား Do you have a reservation? မီနူးစာရင်းကိုကြည့်ပေးရစေ Can we see the menu, please? ဘာညွှန်းပေးမလဲ What do you recommend? ဒီဟာကိုမှာချင်ပါတယ် I'd like to order this. ဒီဟာကိုပါကင်ထုတ်ပေးမလား Can I get this to go? အခုလိုတိုးတက်လာတဲ့ခေတ်ကြီးထဲမှာကိုသိကျင်တာတက်ချင်တာတွေကိုအင်တာနက်သုံးပြီး YouTube တို့ Google တို့ကနေအလွယ်တကူလေ့လာလို့ရနေပါပြီ။ဒါပေမဲ့အဲ့လိုအလွယ်တကူလေ့လာသင်ယူဖို့တော့အင်္ဂလိပ်စာကိုတက်မြောက်ထားဖို့လိုတာပေါ့။ကိုလိုရာတွေရှာလို့ရမယ်အရာတွေကအဆင်သင့်ဖြစ်နေပြီ။ဘယ်လိုရှာရမလဲမသိနေ။အိမ်တကားပေါက်ကြီးမြင်နေရပြီးတော့ပြောက်နေသလိုအားမလို့အားမရဖြစ်နေရမှာပါ။တချို့လည်းနိုင်ငံခြားထွက်ဖို့ပြင်ဆင်နေကြတယ်။တချို့လည်းရုတ်တရက်နိုင်ငံခြားထွက်သွားကြတယ်။ဟိုနိုင်ငံရောက်မှဘယ်အလုပ်ကဝင်ငွေပိုရတယ်တိပါရဲ့နဲ့ဘာသာစကားအခက်ခဲကြောင့်ရှေ့ကိုရောက်တဲ့လောက်မရောက်ဘဲအားမလို့အားမရဖြစ်နေကြရတယ်။အောင်မြင်ရေးတော့ချက်လိုတောင်ဆိုလို့ရမယ်အင်္ဂလိပ်စာကိုပိုင်နိုင်တက်မြောက်ထားရင်ကိုကသူများထက်ရှေ့ကိုအများကြီးအရှိန်နဲ့ရောက်သွားမှာပါ။အဲ့လိုအရှိန်နဲ့အောင်မြင်ခြင်းတဲ့သူတွေအတွက် English Basic 4 Skills Class ကိုဖွင့်လိုက်ပါပြီ။တင်နန်းကြီးကတော့တဦးချင်းစွန်းဖြင့် face to face တင်မယ်ဆိုရင်တစ်လကို9000ကျပ်ကျတင်မှာဖြစ်ပြီးအဖွဲလိုက်ဆုံးဖြင့်တင်မယ်ဆိုရင်တဦးကိုတစ်လတင်နန်းကြီး9000ကျပ်ကျတင်မှာဖြစ်ပါတယ်။တစ်ရက်ကိုတနာရီနဲ့တစ်ပတ်ကို4ရက်တင်ပေးမှာဖြစ်ပါတယ်။ညီတိအသက်အရွယ်မဆိုအချိန်ညှိပြီးတင် जा ပေးပါတယ်။ ဒီဟာဆက်လား Is this spicy? ဘေးလေးရနိုင်မလား Can we have the bill, please? credit ကတ်နဲ့ပေးလို့ရမလား Do you accept credit cards? ရေထက်ထည့်ပေးပါ Can I have more water, please? အရန်ကောင်းတယ်ကျေးဇူးတင်ပါတယ် It was very delicious, thank you.